yesterday afternoon မှာသူဘာလုပ်လဲသူ station ကိုလမ်းလျှောက်သွားတယ် to meet for နဲ့တွေ့ဖို့လမ်းလျှောက်တာ past simple ရေးထားတယ် when she there ဘာလုပ်တာအဲ့ဒီကိုရောက်တဲ့အခါမှာဆိုတေးကြတာဒီလေရိုးရိုးပဲ past simple ဖြစ်သွားတယ် get က got ဖြစ်သွားတယ်ဟဲ့လား when she got there ရောက်တဲ့အခါမှာဖြစ်သွားတာ for ကဘာဖြစ်လဲသူမကို wait နဲ့သုံးတဲ့ preposition က wait for เนาะစောင့်နေသူ့ကိုစောင့်တာလေသူ့ကိုစောင့်နေညောက wait for နဲ့တော့ wait for ဟာပေါ့နော်သူ့ကိုစောင့်နေတာအဲ့တော့ဒီမှာက past simple နဲ့ past continuous အတွဲဖြစ်သွားပြီသူရောက်တဲ့အချိန်မှာဟိုကဘာလုပ်နေတာလဲသူ့ကိုထိုင်စောင့်နေပြီဟုတ်လားထိုင်စောင့်နေတဲ့ action ကပထမဆုံး first action ဖြစ်နေတယ်အဲ့ဒါကြောင့်ငါတို့ဒီအဲ့ဒီ sentence မှာ past continuous ကိုရေးရတာเนาะသူ already ပါတော့ already ထည့်လာတာအဲ့သူကစောင့်နေပြီသားဖြစ်တယ်ဆိုတဲ့သဘောပေါ့နော်ဒီလိုလေးသွားလိုက်တာအဲ့မှာယထာအဲ့တော့အဲ့ for ရဲ့ယထာတော့စောစောလေးကရောက်နေပြီအဲ့တော့ဒီမှာသုံးတာဘာလဲ tense က3မျိုး past simple ရ past continuous ရ past perfect အဲ့တော့ past perfect ကိုသုံးလိုက်တယ်ဆိုတာက earlier in the past အဲ့ဒီအဖြစ်အပျက်တွေမတိုင်ခင်အတိတ်ရဲ့အစောပိုင်းကဖြစ်ထားတာမဟုတ်လို့အဲ့တော့ his train ကအစောလေးကရောက်နေပြီရောက်ပြီးသွားပြီဒါဒီ earlier in the past မလို့ဒါ past perfect နဲ့ရေးလိုက်တာhad arrived ရမလားမသိဘူးဟလာယထာကြီးက story ရောက်ပြီးသွားပြီအဲ့မှာသူရောက်တဲ့အချိန်မှာဟိုကလည်းစောင့်နေတယ်ဒါမျိုးလေးသွားတာနော်ဟုတ်ပြီ okay အဲ့ဒါ number 2လေးဆက်ကြည့်အောင် number 2မှာဟုတ်ပြီဒီမှာတယောက်ကတော့ clock clue နဲ့အိတ်နေပြီနော်အဲ့တော့ဟိုအိမ်ထဲဝင်လာတယ် when I got home အိမ်ရောက်တဲ့အချိန်မှာ van ကဘာဖြစ်နေတာတော့sofa ကြီးပေါ်မှာဘာလုပ်နေတာဘာလုပ်အဲ့ action ကဘာဖြစ်လာသူရောက်တဲ့အချိန်မှာသူ့ရဲ့ action ကအဲ့ဒီအိတ်ပျော်နေတယ်လဲလျောင်းနေတယ်ဆိုတဲ့ action ကအရင်ဆုံး first action ဖြစ်တာမဟုတ်ဘူးလားအဲ့ကြောင့်ဒီမှာ van က sofa ပေါ်မှာလဲလျောင်းနေတာနော်သူရောက်တဲ့အချိန်မှာလဲလျောင်းနေတာနော်လဲလျောင်းနေတဲ့အချိန်မှာရောက်တာအဲ့တော့လဲလျောင်းနေဆို action ကပထမအဦးဆုံး first action ဖြစ်နေတယ်အဲ့တော့ got home ဒီ past simple ဖြစ်ပြီးတော့အနောက်က sentence ဒီ past continuous action ကိုဖြစ်နေတာဒါကြောင့်မလို့ van was line ရဲ့ဒါ continuous ဒီ lying line ဟုတ်ပြီနော်အဲ့တော့ the TV was on TV ကလည်းမဖြစ်နေဖွင့်ထားတယ် but ဒါပေမဲ့သူကအဲ့ဒါကိုကြည့်မနေဘူးဟုတ်တယ်ကြည့်မနေဘူးဆိုတဲ့ action လဲဒါပါကြီးဘာလို့ဆိုတော့အဲ့ဒီ progress လုံးမနေဘူးလို့ပြောတယ်ဒါပေမဲ့အဲ့မှာ past continuous ပဲဆက်ရမယ် negative sentence ဖြစ်တယ် wasn't watching နော်ကြည့်မနေဘူးအဲ့မှာဘာဖြစ်နေသူကြည့်ရတာဖြစ်နေလုံးဝကိုအိမ်မောကြအိမ်မောကြနေတဲ့ဟာကြတော့လုံးဝထားရမှာလေ perfect နဲ့ရေးမရမယ်เนาะဒါပေမဲ့အတိတ်တော့ဟာပြောတော့အဲ့မှာ past perfect ဖြစ်မယ်ဘာလို့ဆိုအိမ်မောကြနေဆို action က earlier in the past ပဲเนาะ earlier in the past ပဲတော့ had fallen သူ far asleep ဆိုအိမ်မောကြအိမ်မောကြနေတယ် and ပြီးတော့က snore ဆိုပါဟုတ်လားအဲ့တော့ loudly ကြဲကြဲကြီးကလောင်ပါဟုတ်နော်ဟောက်နေအိမ်မောလဲကြာတာဟောက်လဲဟောက်နေအဲ့ဟောက်ဆိုတဲ့ဟောက်နေတဲ့ action ကဒါသူ့ရဲ့ progress ဖြစ်နေတာလေwho for နဲ့နော်အဲ့မှာဟုတ်ပြီအဲ့ဒီမှာနောက်ထပ် action ကငါတို့ကဘယ်လိုပြောလဲဆို